ဒီတစ်ခါ vlog လေးမှာတော့အရသာရှိတဲ့ကြက်သားချင်ငံဆက်တုပ်လေးကိုတုပ်ပြသွားမှာဖြစ်ပါတယ်ရှင်။ကြက်သားတုပ်လေးနဲ့တူတူတွဲစားဖို့ဟင်းရည်လေးပါပါတယ်နော်။ဘာစားရမလဲစဉ်းစားနေနေမှဟိုတလောက Facebook ပေါ်မှာတွေ့ခဲ့တဲ့ကြက်သားတုပ် post လေးကိုစဉ်းစားမိသွားတာကြောင့်မို့လို့ကြက်သားတုပ်လေးစားချင်သွားပါတယ်ရှင်။အဲဒါကြောင့်မို့လို့ကြက်သားတုပ်လေးကိုတုပ်စားဖြစ်သွားပါတယ်ရှင်။ဒါဆိုရင်ဘယ်လိုတုပ်လဲဆိုတာတစ်ဆင့်ချင်းစီကြည့်လိုက်ရအောင်ဆက်စချင်းမှာတော့ကြက်သားလေးတွေကိုရေးစေးထားပါမယ်။ပြီးသွားရင်တော့ရေနွေးဦးလေးတည်ထားပါမယ်။ရေနွေးဦးလေးကိုစပလင်လေးပြည့်ထည့်ထားပါမယ်ရှင်။ပြီးသွားတဲ့အခါမှာတော့စပလင်ရဲ့ချက်ထုံပြူရဲ့ချင်းရယ်ကိုရေနွေးမစုတစုအချိန်လေးမှာပေါ့နော်ဦးလေးထည့်ထားပေးပါမယ်ရှင်။ပစ္စည်းအားလုံးထည့်ပြီးလို့ရေနွေးလဲဆူလောက်တဲ့အချိန်ကျရင်တော့ကြက်သားလေးရေးစေးထားတဲ့ကြက်သားလေးတွေကိုထည့်ပေးပါမယ်ရှင်။ပြီးသွားရင်တော့ကြက်သားလေးတွေပြုတ်ပေးထားပါမယ်ရှင်။ကြက်သားလေးတွေပြုတ်နေနေမှာအမြုပ်ကလေးတွေထားလာပြီဆိုရင်တော့ဒီအမြုပ်ကလေးတွေကိုလိုက်ပြီးတော့ဖယ်ပေးပါမယ်ရှင်။ပြီးသွားရင်တော့ကြက်သားပြုတ်လေးရပါပြီ။အဲဒီတော့ကြက်သားတုပ်လေးတွေကိုပြန်ဆယ်ပြီးအရေးခံထားပါမယ်ရှင်။ပြီးသွားတဲ့အခါမှာတော့စီဆူအောင်တည်ထားပါမယ်။စီဆူသွားပြီဆိုရင်တော့စီအိုးလေးချထားပါမယ်။ကြက်သွန်ဖြူကြက်သွန်မိတ်ကြက်သွန်ဖြူတွေကိုနှမ်းလေးလောင်းထည့်ပါမယ်ရှင်။နှမ်းထည့်ပြီးတဲ့အခါမှာတော့ခုနကစီဆူအောင်တည်ထားတဲ့စီလေးတွေကိုအဲ့ထဲလောင်းထည့်လိုက်ပါမယ်ရှင်။ပြီးသွားရင်တော့အကုန်လုံးကိုနှက်ဆက်အောင်မှုပေးပါမယ်ရှင်။ကြက်သားလေးတွေအေးခံပြီးတဲ့အချိန်မှာကြက်သားလေးတွေကိုအနှဲငယ်မှောက်ပေးထားပါမယ်။ပြီးသွားရင်တော့ခုနကတော့ကြက်သွန်ဖြူကြက်သွန်မိတ်နဲ့စီလေးတွေပြင်ဆင်ထားတာလေးတွေကိုကြက်သားတွေကိုလောင်းထည့်ပေးပါမယ်ရှင်။ပြီးသွားရင်တော့အရသာမှုတ်လေးအနှဲငယ်ထည့်ပါမယ်ရှင်။အရသာမှုတ်ထည့်ပြီးသွားတဲ့အချိန်မှာတော့ပစုံချောင်းမှုတ်လေးအနှဲငယ်ထည့်ပေးပါမယ်။ပြီးရင်စားလေးနှဲငယ်ထည့်ပေးပါမယ်ရှင်။ပြီးသွားရင်တော့တမအောင်မှွေပေးပါမယ်ရှင်။မှွေရနည်းနည်း6ကက်ကလေးဖြစ်နေလို့ချက်ပြုတ်ရည်လေးနှဲငယ်ပါထည့်ပြီးတော့ဆက်ပြီးတော့မှွေပေးပါမယ်ရှင်။အားလုံးမှွေပြီးသွားတဲ့အဆုံးမှာတော့အပေါ်ကနေ6ရွက်ကလေးနှဲငယ်ဖြူပေးပါမယ်ရှင်။ရှောက်ရွက်ကလေးတွေထည့်ပြီးတဲ့နောက်မှာတော့နှမ်းလေးတွေအပေါ်ကနေထပ်ဖြူပေးပါမယ်ရှင်။ဒါဆိုရင်တော့ကြက်သားတုပ်လေးရပါပြီရှင်။ကြက်သားတုပ်နဲ့တူတွဲစားဖို့အတွက်ကိုခုနကတော့ကြက်သားပြုတ်ထားတဲ့ကြက်ပြုတ်ရည်လေးတွေကိုစီပီချောင်းလေးတွေထည့်ပေးပါမယ်ရှင်။စီပီချောင်းလေးတွေထည့်ပေးပါတဲ့အခါမှာတော့ငရုတ်သီးကြက်သွန်မိတ်ကြက်သွန်ဖြူလေးတွေကိုဟင်းရည်တွေကိုထည့်ပေးပါမယ်ရှင်။အကောင်လုံးထည့်ပေးပါပြီဆိုရင်တော့အရသာအနေနဲ့ငံပြာရည်လေးနှဲငယ်ထည့်ပါမယ်ရှင်။ငံပြာရည်လေးထည့်ပေးပါပြီဆိုရင်တော့ကြက်သားမုန့်လေးနှဲငယ်ထည့်ပေးပါမယ်ရှင်။ပြီးသွားရင်တော့ဆက်လက်ပြီးတော့ပဇွန်ချောင်းမုန့်လေးထည့်ပေးပါမယ်ရှင်။ပြီးသွားတဲ့အခါမှာတော့ငရုတ်ကောင်းမုန့်လေးပါနှဲငယ်ထည့်ပေးပါမယ်ရှင်။အနံ့လေးမှုချင်လို့ပါ။ခုအရသာမြည်ကြည့်လိုက်တဲ့အချိန်မှာအနှဲငယ်ပေါ့နေတာကြောင့်မို့လို့ငံပြာရည်လေးနည်းနည်းထပ်ထည့်ပေးပါမယ်ရှင်။ပြီးသွားတဲ့အခါမှာတော့ခုနကတော့ကြက်သားနှွေထားတော့အယိုးလေးတွေကျန်တာလေးတွေကိုဟင်းရည်တွေကိုထည့်ပေးပါမယ်။ပြီးရင်တော့ကြက်သွန်မိတ်ကလေးတွေထည့်ပေးပါမယ်ရှင်။ပြီးရင်တော့ဟင်းရည်အိုးလေးပြန်ဆူအောင်တည်ထားပြီးသွားရင်ရပါပြီရှင်။ဟင်းရည်တွေကိုကိုကပြီးသွားရင်ရှောက်ရွက်လေးအနည်းငယ်ထည့်ပြီးတော့တောက်ချင်တာကြောင့်မို့လို့ရှောက်ရွက်လေးထည့်ပါမယ်ရှင်။ဒါဆိုရင်တော့ကြက်သားတုပ်နဲ့တူတူစားဖို့ဟင်းရည်လေးလည်းရပါပြီ။ဒါကတော့နောက်နေ့ chicken salad အတွက်ကိုရေခဲတက်တာနဲ့ထည့်သိမ်းထားမှာဖြစ်ပါတယ်။အခုဆိုရင်တော့စားတဲ့စပွဲကြက်သားတုပ်လေးရရှိပါပြီရှင်။ကြက်သားတုပ်လေးကိုဒီတိုင်းစားမယ်ဆိုရင်လည်းအဆင်ပြေသလိုထမင်းနဲ့စားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်။ကိုကတော့ထမင်းမစားချင်တာကြောင့်မို့လို့ပေါ့နော်။ညနေဘက်ကိုဒီတိုင်းကြက်သားတုပ်ကိုထမင်းနဲ့စားမှာဖြစ်ပါတယ်ရှင်။ကြက်သားတုပ်လေးနဲ့တူတူတွဲစားဖို့အတွက်ဟင်းရည်လေးကလည်းအရန်ကိုကောင်းပါတယ်ရှင်။ချက်ပြုတ်ဟင်းရည်လေးကိုအလကားဖြစ်မနေအောင်လို့ပေါ့နော်။ကိုကစီပီချောင်းလေးထည့်ပြီးတော့ဟင်းရည်တောက်ချင်စပွဲဟင်းရည်ပုံစံလေးပြုလုပ်ထားတာပါရှင်။ကိုကလေရှောက်ရွက်တွေစပက်လင်းတွေအများပြားထည့်ထားတာကြောင့်မို့လို့ပေါ့နော်ဟင်းရည်ကအနံ့ကတော့တော်တော်လေးကိုမွေပြီးတော့အရရသာရှိပြီးတောက်လို့ကောင်းပါတယ်ရှင်ရှောက်ရွက်တွေကအများကြီးနှီးထားတာမို့လို့ပေါ့နော်အရှိမကြံတော့ကြံနေပါသေးတယ်ရှင်အားလုံးသတိထားမိကြလားတော့မသိဘူးကိုကြက်သားတုပ်လေးထဲမှာပေါ့နော်အချင်လေးထည့်ဖို့တော့ကြံခဲ့ပါတယ်ရှင်။တမယာသီးလေးညှစ်ထည့်မယ်ဆိုရင်တော့ပိုကောင်းပါတယ်ရှင်။ကိုကကြတော့အချင်အရင်မကြိုက်တာကြောင့်မလို့ပေါ့နော်။ကိုတက်ဒီလိုလေးစားရတာပိုပြီးတော့အဆင်ပြေတာကြောင့်တမယာသီးလေးညှစ်မထည့်ထားပါဘူးရှင်။ညနေဘက်ကိုထမင်းမစားချင်တဲ့သူတွေအတွက်ပေါ့နော်ဒီလိုမျိုးလေးကြက်သားတုပ်လေးနဲ့ဟင်းရည်လေးနဲ့လှုပ်စားမယ်ဆိုရင်အစာလည်းပြေပြီးတော့ဝိတ်လည်းမတက်ဘူးပေါ့နော်အဲတော့ဝေးကြချင်နေတဲ့သူတွေအတွက်ဆိုရင်လည်းတကယ်ကိုအဆင်ပြေတဲ့အစားအစာလေးဖြစ်ပါတယ်ရှင်အခုဒီနေ့ကတော့ကြက်သားလေးကိုပေါ့နော်ငရုတ်သီးစိမ်းနဲ့တုပ်ထားတဲ့ကြက်သားတုပ်လေးဖြစ်ပါတယ်ရှင်ပြီးတော့စီပီချောင်းဟင်းရည်လေးပါပါတယ်ရှင်
နောက်နေ့တွေမှာလည်းဆက်လက်ပြီးတော့အစားအသောက်ချက်ပြုတ်နည်းလေးတွေမျှဝေပြီးသွားအောင်မှာမို့လို့ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်။စောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။စားရငယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။